ဝန်တာစရာလေးပြောပြချင်လို့ပါရှင်အဲ့ဝန်တာစရာလေးကဘာလေးလဲဆိုတော့လေကျမကမြို့ထဲမှာအထည်ဆိုင်လေးဖွင့်တာပေါ့နော်အထည်ဆိုင်လေးဖွင့်လာပြီးတော့ကျမဆိုင်သိမ့်ပြီးတော့ပြန်လာတဲ့အချိန်မှာကျမအိမ်ရောက်တော့ထမင်းမစားနိုင်ဘူးမောနေတာပေါ့နော်မောတော့နေရလဲပူတော့မောတော့ခဏလေးလှဲလိုက်တယ်လှဲပြီးတော့ဖုန်းလေးကောက်ပြီးတော့ကြည့်ကြည့်တဲ့အခါတော့ဖုန်းထဲမှာဖိုက်ပါမှာစာလေးဝင်ထားတွေ့တယ်တိလားအဲ့စာလေးကဘာလေးလဲဆိုတော့မကြီးတဲ့စက်ပြကဲလေးကုန်သွားပြီတဲ့စက်ပြကဲလေးထက်လို့ခြင်းလို့တဲ့ရင်းထဲမှာအမောကိုပြေသွားတာပဲအမောတွေမောလာသမျှတွေအရန်မောလာပင်မများတွေအရန်ကိုစိတ်ထဲမှာကျေနပ်ပြီးတော့ပျော်သွားတာပေါ့နော်အဲ့လိုလဲဆိုတော့အဲ့ညီမလေးဟာသပင်ညက်ဆိုင်ဖွင့်တာကျမတို့ရက်ွက်ထဲရပဲသူ့မျက်နှာမှာဝက်ချန်နေဆိုတာလေအများကြီးပဲပြင်ခန့်နေရပဲပြောရအနက်ဆက်တွေပုံစံမျိုးဖြစ်တာအဲ့ဝက်ချန်တွေကသူကအဲ့ညီမလေးကအရေးပြားဆရာဝန်နဲ့လည်းပြနေတာပေါ့နော်ပြတော့ကြတော့ဒီဝက်ချန်တွေကတော့ပျောက်သွားပြီဝက်ချန်တွေပျောက်သွားပြီမဲ့ဒီကြောက်ညီမတို့အမားတို့ကြောက်တွေပေါက်တဲ့ခါကျတော့အမာရွတ်တွေကျန်တယ်လို့ပေါ့နော်အဲ့လိုမျိုးအမာရွတ်တွေကျန်နေခဲ့တာအဲ့ဒါကိုအမားညွှန်ပေးခဲ့တာပေါ့နော်အမားအဲ့စပင်ဆိုင်ရောက်တော့ကြအမားညွှန်ပေးလိုက်တာပေါ့နော်ညီမလေးအဲ့စင်းမြစ်စုံလေးကိုသုံးကြည့်ပါလားလို့တပူးတော့စမ်းသုံးကြည့်တွဲသုံးပေါ့နော်ညနေသစ်စပြာရမကြီးစပြာလေးနဲ့တွဲသုံးကြည့်အဲ့လိုမျိုးသုံးကြည့်ပါလားဆိုတော့မသုံးကြည့်မယ်ဆိုပြီးဈေးလေးလည်းမစိုးသင့်တယ်ပေါ့နော်သုံးကြည့်မယ်ဆိုတော့သုံးကြည့်တော့သူတစ်ပတ်အတွင်းမှာသူအကြောင်းပြန်လာတယ်ပေါ့နော်အမရေးတဲ့အမစင်းမြစ်တော့အရန်ဆွတ်ထက်တာပဲတဲ့ညီမမျက်နှာအရွတ်လေးတွေပေါ့နော်တော်တော်တိတာလာတယ်ပေါ့တော်တော်တိတာလာတယ်အဲ့ကြောင့်မလို့ညီမအဲ့ဒါလေးကိုရောင်းကြည့်ခြင်းနဲ့ဘလို့ရောင်းကြည့်ရမလဲလို့မျိုးအမကိုယ်တိုင်နဲ့အဲ့လိုပဲစန်တာဝါစခဲ့တာပေါ့နော်စန်တာဝါစခဲ့တာညီမလေးအဲ့လွယ်လေးရဲ့ညီမလေးလောလောဆယ်စမ်းပြီးတင်ထားကြည့်လိုက်ညီမလေးဆိုင်မှာလောလောဆယ်စက်တင်ကြည့်ညီမလေးရောင်းမထွက်အောင်ရောင်းမကုန်ဆိုလို့ရှိရင်အမကိုအဲ့ဘူးတို့ပြန်အပ်ပေါ့နော်အမပတ်စံငွေပြန်အပ်ပြီးမယ်ပေါ့ညီမအဲ့လိုမျိုးအမခံချက်နဲ့အမသွားပြီးတော့ညီမလေးဆိုင်မှာအဲ့လိုမျိုးပဲအမခံချက်လေးနဲ့ထားခဲ့လိုက်တယ်ညီမလေးအဲ့ဆိုအမရောင်းကြည့်မယ်အရန်လေးကောင်းတယ်ပေါ့နော်ဈေးလေးကလည်းလူတိုင်းသုံးနိုင်တဲ့အနေထားလေးပေါ့နော်တပူးမှာ8000နဲ့စီမစ်စုံဆိုတပူးမှာ9500ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ညီမလေးရောင်းကြည့်ဆိုပြီးတော့အမပေးခဲ့တယ်ပေါ့နော်အဲ့ဒါနဲ့ပြီးတော့အမကြီးတဲ့ပြီးခဲ့တဲ့လ10ခဲစပြခဲ10ခဲရောင်းရတယ်ဆင်းမစ်ဆောင်ကတော့ဒီလမှာသူစမ်းပြီးရောင်းကြည့်မယ်ဆိုရောင်းကြည့်ညီမလေးတို့စိတ်မပင်ပန်းနဲ့အေးစစ်စစ်ရောင်းကြည့်အမားတို့ဒီလုပ်ငန်းကဘာလို့လဲဆိုအရင်လုံးဝမရှုံးစေရဘူးပေါ့နော်အမခံတယ်ပေါ့ညီမလေးရောင်းမထွက်တဲ့ပစ္စည်းများအမကိုပြန်ပြီးအမပြန်လက်ခံပြီးမယ်ဆိုပြီးညီမအဲ့နဲ့သူ့ဆိုင်လေးပေါ့တင်ပေးခဲ့လိုက်တယ်တင်ပေးခဲ့တော့ကြတော့ပတ်စံတော်မှညီမလေးအကုန်မရှင်းပေးသေးတော့ရရင်ညီမလေးစိတ်ရဲရောင်းပြီးမှအမကိုပတ်စံရှင်းပေးဆိုပြီးတော့သူကတော့အားနာလို့အမကိုပေါ့နော်ပတ်စံလေးရှင်းပေးပါတယ်အမမရှင်းပေးဘူးမယူခဲ့ဘူးလက်မခံခဲ့ဘူးအဲ့လိုမျိုးလုပ်ပေးလိုက်တာအခုထပ်